တက်လူပြောင်းလိုက်မိသည်လူကဖြင့်မဟန်နိုင်အောင်မူးနေပြီးတက်လူအားချိန်ဝါနေသူအားရှုပနနေချဲအိတ်တို့ကိုဆွဲချွတ်ပေးလိုက်သည်ထို့နောက်တတောင်တသားရှိစေရန်ပလေစာကုတ်အားချွတ်၍ရှက်အိမ်မှကျဲသည့်တချို့ကိုဖြုတ်ပေးလိုက်ရသည်တံပြာရပါပြီစအပြင်မတကားကောက်တဲ့နေအတူမာလီကတံပြာရီလာဖို့သဖြင့်တက်လူထဲယူလိုက်သည်ထို့နောက်ကိုရဲကောင်အားကရင်ပေါ်မှဆွဲထုတ်လိုက်ပြီးတံပြာရီအားတိုက်လိုက်ကိုရဲကောင်ထပါအောင်ဒါတော့ရအောင်ပါတက်လူတိုက်သောတံပြာရီကိုရဲကောင်ကတကြိုက်ချိုင်းဖြင့်မော့တောက်ပြလိုက်ပြီးအချင်းတဲ့ကြောင့်အနေငယ်ကောင်းကြည့်သွားဟန်တူသည်ကိုတက်လူမောင်တို့ဘယ်နေရာကိုတက်လူကပြုံး၍နေရာမှထားလိုက်ကအခန်းတောင်ရှိတက်ပြားဆက်ကိုဖွင့်လိုက်သည်အခန်းထဲတွင်ပြီးခဲ့သည့်1936ခုနှစ်မှတက်ပြားထုတ်ဝေထားသော The Way You Look Tonight တခြင်းကငြိမ်ငြိမ်ညောင်ညောင်ဖြင့်ပြန်လည်ထွက်ပေါ်လာ၏တက်လူကပြုံး၍နေရာမှထားလိုက်ကအခန်းတောင်ရှိတက်ပြားဆက်ကိုဖွင့်ထားလိုက်သည်အခန်းထဲတွင်ပြီးခဲ့သည့်1936ခုနှစ်မှတပ်ပြထုတ်ဝေထားသော The Way You Look Tonight တခြင်းကိုငြိမ်ငြိမ်ညောင်ဖွင့်၍ပြန်လည်ထွက်ပေါ်လာခဲ့သည်တက်လူကကိုရဲကောင်ထိုင်နေရာကတိနာသို့ပြန်သွားလိုက်ပြီးလက်တစ်ဖက်သို့နောက်ပြေး၍ကြံလက်တစ်ဖက်ကိုညွန့်ခါကန်ပေးလိုက်သည်ချူ Excuse me my love May I done with you ကိုရဲကောင်ကမယုံနိုင်သောမျက်လုံးများဖြင့်တက်လူအောင်မောကြည့်လာသည်တက်လူကပြုံး၍မျက်စိတစ်ဖက်မိတ်ပြလိုက်တော့ရဲကောင်ကစိတ်လှုပ်ရှားစွာဖြင့်နေရာမှထိုင်ရလိုက်သည်ထို့နောက်အနေငယ်ရိုင်ထိုးသွားသဖြင့်တက်လူကဖမ်း၍ထိန်းထားပေးလိုက်ရ၏ထို့နောက်ရီဝေသောမျက်လုံးများဖြင့်တက်လူ၏လက်အားဆွဲယူကာခါကိုတိုင်ဖက်လိုက်Frank Astaire The Way You Look Tonight တခြင်းတန်တဲ့အတူတက်လူနှင့်ကိုရဲကောင်ကရင်ချင်းအ၍ပါချင်းကပ်လိုက်ပြီးအခန်းထဲတွင်ခန္ဓာကိုယ်နှစ်ခုအားညှိညောင်းစွာလက်ပတ်လှုပ်ရှားနေကြသည်တက်လူ၏ခါတွင်ဖက်ထားသောကိုရဲကောင်၏လက်တို့မှာတဖြည်းဖြည်းတင်းကျပ်လာသည်နှင့်အမျှတက်လူရင်ခုန်တန်တို့သည်လည်းတတိတ်တိတ်မြန်ဆန်လာခဲ့ရပြီကိုရဲကောင်ကတက်လူ၏ပါပင်တစ်လျှောက်နှာခေါင်းဖြင့်ပုတ်သက်၍လဲတိုင်းစီသို့ဦးတီကတဆိုင်မဲ့နမ်းရှုံနေသည်ချေရသောအမျိုးသား၏ပြင်ရှာသောအသက်ရှူသံများအောက်တွင်တက်လူလဲတိုင်းကိုမော့ပေးထားမိထိုမှတပံဘရန်ဒီနှင့်တင်းနေသောနှကန်းလွာတို့အချင်းချင်းထိမိကြသောအခါတကူလုံးရှိဆဲများကိုမူရည်ယူဝေစေတော့သည်တပ်ပြောင်းမှထွက်ပေါ်နေသောသချင်းတန်၏အနေအမြင့်အတက်အကျအလိုက်ခေါင်းကိုလှုပ်ရှားကာအနမ်းရည်ရင်ကြောမှမျောပါနေမိကြပေတောက်လေငတ်မပြေသောအချစ်ပင်လယ်အတွင်းသို့တက်ဆင်းကြလူနေနေဖြစ်လာကြသည်ဒီလုံးတန်နှင့်အတူခန္ဓာကိုယ်တပတ်လဲလိုက်တော့တက်လူကကရင်ပေါ်သို့ပက်လက်လဲကျသွားသည်ရဲကောင်ကတက်လူ၏ကိုယ်ပေါ်သို့အုံမိုးလာပြီးရီဝေရမှုသောအကြည့်တို့ဖြင့်တက်လူ၏တကိုယ်လုံးကိုစုံကြည်ဆန်းကြည်ကြည့်လာသည်ထို့နောက်တက်လူ၏လဲတိုင်းစီသို့မျက်နှာအလျက်ဒူးညင်းစွာဖြင့်ကိုတက်လူမောင်ကိုဘက်ကီအတိများတွားခွင့်ပြုခြင်းတည်းကိုရဲကောင်၏အမေကြောင့်တက်လူရင်ဖိုးလိုက်သွားရပြီးလက်ဖြာများအိတ်ဆက်လာရတော့သည်ရဲကောင်ကတက်လူ၏လေတိုင်းအားနှကန်းဖြင့်တစ်ဖောက်ပွားနှမ်းနေပြီးရီဝေတောင်းတသောမျက်လုံးတို့ဖြင့်စိုက်ကြည့်လိုက်
မောင်ဘေးရဖြေပါဦးပေါင်းတက်လူကမောင်ကိုပဲရီဒီများတောင်းခွေပြုရှင်ပါတယ်လေရဲကောင်မြေဝန်များ၏အကြည့်တန်ကိုတက်လူခံနိုင်ရင်မဲ့စွာဖြင့်မျက်နှာလွယ်ကရှောင်ရှားလိုက်မိသည်ထို့နောက်ကိုရဲကောင်၏ပွင့်ဟနေသောရှက်အိမ်အတွင်သို့လက်ရှုနိုင်လိုက်ပြီးရှင်အုပ်ကြွသားများကိုလက်ချောင်းများဖြင့်မထိတတိဆော့ကစားလိုက်ရင်မောင်ခုနာကပြောသလိုကျွန်တော်တို့ကိုလုံးကြိုက်ခဲနာခြင်းပြီးမကနိုင်တော့တဲ့အထိမောင်တက်လူရဲ့ရဲကောင်ထံမှမချစ်မရဲခေါ်တဲ့အတူတက်လူတို့ကိုလုံးတင်းကျပ်စွာဆွဲယူပွေဖက်ခံလိုက်ရတော့သည်တက်လူအိမ်မက်နေသလိုထင်မိရမည်တပြားဆက်မှတချင်းတန်နေအတူချေရသူ၏ခေါ်ဆောင်ရာနောက်သို့တက်လူ၏ခန္ဓာကိုယ်သည်နှိမ့်လိုက်မြင်လိုက်စီမျိုးနေရသည်တက်လူ၏ခါးစီသို့လက်တွေကဆွဲယူပွေဖက်လာပြီးငုံမိုးကြည့်နေသောကိုရဲကောင်၏မြုပ်ဝန်းများကိုဒီတစ်ခါတော့တက်လူမရှောင်လွှဲမိတော့ပါချေရဲကောင်ကလည်းတက်လူ၏ခံစားချက်အလိုက်ဖြစ်ပေါ်နေသောမျက်နှာအမှုရာတို့ကိုတစ်စက်ကလေးများအလွတ်မပေးချစ်စိတ်တို့ဖြင့်အတိပီလျက်မေတ္တာတို့ဖြင့်ပြည့်စုံနေသည့်အေးမျိုးသား၏အကြည့်များကိုတက်လူကိုယ်တိုင်ပင်မက်မောလာရမိပါတော့သည်တစ်ချက်ငုံမိုး၍ယူရလာသောအနံတို့ကိုလည်းကြည်နူးစွာခံယူရပါသည်မောင်ကတက်လူပထမဆုံးအချိန်အားကြမ်းတမ်းမှုကင်းစွာဖြင့်ညာတာလွန်လာပါသည်တပြားဆက်စီမှငိမ့်ညောင်းသောတခြင်းတန်နှင့်အတူချစ်သူတို့ဦးသည်လည်းမောပန်းရကောင်မှမသိကြပဲစီးချက်ညီစွာလှုပ်ရှားကခုန်နေကြတော့၏